2026 ခုနှစ်မှာကျွန်တော်ဒီမြေကွက်ဝယ်ထားတာကရေရှည်အတွက်အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဆိုတော့ဒီနေ့ကျွန်တော်လက်ရှိရောက်နေတဲ့နေရာကပြည်ဦးလင်မြို့ရဲ့မြို့ပတ်လမ်းပေါ်ကနေပြီးတော့မြင်တွေ့ရမယ်ကျွန်တော်ခြံဝင်းလေးရှိရာကိုရောက်ရှိနေပါတယ်အဲ့တော့ကျွန်တော်ပြည်ဦးလင်မြို့ရဲ့ Luxury Hotel ရှေ့လမ်းကျွန်တော်မြဆန္ဒလမ်းကနေပြီးဝင်ရင်လမ်းမကြီးပေါ်မှာမျက်နှာဝင်ပေ90တင်မယ်ရှေ့နောက်ကိုကျွန်တော်တို့ပေ180ဆိုတဲ့အကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့ GM မြေမျိုးစားဖြစ်ပြီးတော့မှအကွက်ကွင်းဒေါင်းဒေါင်းကြတဲ့မြေကွက်လေးတစ်ကွက်ဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ပြည်ဦးလင်မြို့လေးမှာအလားလာရှိတဲ့နေရာမလို့အမြန်ဆုံးလက်ဦးမှုရယူသင့်တဲ့နေရာလေးတစ်ခုဆိုလဲမမားပါဘူးကျွန်တော်ပြည်ဦးလင်မြို့လေးကအကောင်းဆုံးသောယာတိဥရုကိုပိုင်ဆိုင်ထားတဲ့နေရာလေးပါကျွန်တော်ဒီနေရာလေးမှာအပန်းဖြေအနားယူရင်းနဲ့အကျိုးမြတ်နဲ့အေဂျင့်နဲ့မိသားစုဘဝကိုအဖြေရှာလို့ရတယ်ဆိုရင်တော့ပို့ပြီးတော့မှန်ကန်ပါလိမ့်မယ်။ဘာကြောင့်ကျွန်တော်တို့ကဒီလောက်တောင်ညှိုးနေရလဲဆိုရင်ကျွန်တော်ပြင်ဦးလင်မြို့လေးကအချက်ချကြပြီးတော့မှဖွံ့ဖြိုးမှုအလားလာအမြဲရှိနေတဲ့မြို့လေးတစ်မြို့ပါပဲ။နောက်ထပ်နှစ်နှဲငယ်တွင်းမှာကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေကိုတရှိန်တို့မြင်ရပါလိမ့်မယ်။ဆိုတော့ကျွန်တော်ဒီမြေကွက်ကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်မိတ်ဆက်ပေးရတဲ့အကြောင်းရင်းကကျွန်တော်ပြင်ဦးလင်မြို့ရဲ့မြို့ပတ်လမ်းနဲ့လည်းအနီးဆုံးနေရာမှာရှိတယ်။ပြင်ဦးလင်မြို့ရဲ့ကျွန်တော်ပြည်သူစေးရုံကြီးပြင်ဦးလင်မြို့ရဲ့ကျွန်တော်တို့ကမြို့မဈေးကြီးနဲ့လည်းအနီးဆုံးနေရာမှာတည်ရှိနေပါတယ်။ဒါသည်ကျွန်တော်တို့အလားလာရှိပြီးတော့မှအကွက်ကွင်းကြားတဲ့နေရာလို့ထည့်သွင်းပြီးပြောလို့ရတယ်လမ်းမကြီးပေါ်မှာမျက်နှာသာမေးတင်တာသည်ပေ90တင်ပြီးတော့မှရှေ့နောက်ကျွန်တော်တို့ပေ180ဟိုမှခေါ်ထားတဲ့ဈေးနှုန်းသည်35,500ပဲခေါ်ထားပါတယ်ကျွန်တော်တို့ short တင်းတော့ပပဆိုမှပပပဲကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တွေလည်းဓာတ်ရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများထိတ်တိုက်စိတ်ကြိုက်ဈေးစကားပြောလို့ရတဲ့မြေကွက်မျိုးကိုသာကျွန်တော်အနေနဲ့ရွေးချယ်ပြီးတင်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ